အိယာကထသည်အိယာကထသည်ဆိုတာကိုလူจะที่นอนแล้วလူจะที่นอนแล้วလူဆိုတာကျွန်တော်တို့ထားတာကိုပြောတာဟုတ်ပြီနော်ที่นอนဆိုတာကအိယာကိုပြောတာလူจะที่นอนแล้วဆိုတာကအိယာကထသည်အိယာကနိုးပြီလားဆိုတာကိုตื่นหรือยังตื่นหรือยังနိုးပြီဆိုတာကိုตื่นแล้วตื่นแล้วနာသိတာကိုล้างหน้าล้างหน้าသွားတိုက်တာကိုแปรงฟันแปรงฟันကျွန်တော်ရောက်ကောင်းနေရမှာရှာကိုလိပ်ပြီးတော့ဖတ်ရမှာဖြစ်ပါတယ်แปรงแปรงฟันရေချိုးတာကိုอาบน้ำอาบน้ำကျွန်တော်อาบဆိုတဲ့နေရာမှာလည်းပါးစပ်ပိတ်ရမယ်น้ำဆိုတဲ့နေရာမှာလည်းပါးစပ်ပိတ်ရမှာဖြစ်ပါတယ်อาบน้ำအပေါ့သွားတာကိုပိုင်ချီပိုင်ချီချီဆိုတာကျွန်တော်တို့အပေါ့သွားတာကိုပြောတာဟုတ်ပြီနော်ကျွန်တော်တို့နောက်ထပ်2မျိုးလောက်ပြောလို့ရပါသေးတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော် dictionary ထဲမှာသင်ပေးမှာဖြစ်ပါတယ်ဒီချီဆိုတဲ့စကားကကျွန်တော်တို့နေ့တိုင်းအသုံးများတဲ့စကားဖြစ်ပါတယ်ပိုင်ချီအေးပါတာကိုပိုင်ပိုင်ကျွန်တော်တို့လူကြီးတွေနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ခီးလို့မသုံးဘဲနဲ့လို့ပြောရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့လူကြီးတွေနဲ့တထဲတွေနဲ့ခီးလို့ပြောလို့ရှိရင်အဲ့ဒါကရိုင်းအားကြပါတယ်ဟုတ်ပြီနော်ကျွန်တော်တငယ်ချင်းတွေနဲ့ပြောလို့ရပါတယ်ဒါပေမဲ့လူကြီးတွေနဲ့ပြောလို့ရှိရင်ပိုင်ဆိုတာကအေးပါတာကိုပြောတာဟုတ်ပြီနော်မနက်စာစားတာကိုกินข้าวเช้ากินข้าวเช้าကော်ဖီတောက်တာကိုกินกาแฟกินกาแฟဟုတ်ပြီနော်ဒီနေ့သင်ခန်းစာကြတော့ဒီလောက်ပါပဲကျွန်တော်လာမယ့်သင်ခန်းစာမှာကျွန်တော်တို့မနေ့အိယာထားတာနဲ့အိမ်ကမထွက်မီပြောလေးပြောချင်းရှိတဲ့စကားများကိုသင်ပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ